တထေးမြန်မြန်လာကြည့်ပါဦးဒီမိန်းကလေးငယ်လေးကကျမတို့ကုမ္ပဏီရှိမှအိတ်နေတာရက်တော်ကြာနေပြီသူ့ရည်စားကိုလာရှာတာလို့ပြောပေမဲ့ဘလို့ပဲနှင်ထုတ်လုံးဝမသွားဘူးဖြစ်နေလို့မင်းကလေးမင်းဒီမှာဘာလုပ်နေတာလဲရှင်နဲ့ဘာဆိုင်လို့လဲဟေ့မင်းစကားပြောတာဘလို့ဖြစ်နေတာလဲဒါငါတို့ကုမ္ပဏီရှိလေမင်းဒီမှာလာထိုင်နေတာကငါတို့အလုပ်လုပ်ရတာကိုအနောက်ရှက်ဖြစ်စေတယ်ဆိုတာမသိဘူးလားဒါဆိုရှင်တို့ကဒီအနောက်ကပုံဟို group ကလူတွေလားဟုတ်တယ်ဒါငါတို့ရဲ့တထေးပဲသူထေးကျမရဲ့ရီးစားကိုလာရှာတာပါကျမရီးစားနာမည်က Liu Jai ပါမင်းဘာတွေလျှောက်ပြောနေတာလဲ Liu Jai ကငါတို့ကုမ္ပဏီရဲ့အရာရှိကြီးလေနောက်ပြီးသူကငါတို့တထေးရဲ့ညီမနဲ့တောင်မကြခင်လက်ထက်တော်မှာကျမလိန်ပြောနေတာမဟုတ်ပါဘူးတထေးရဲ့သူ့စီဖုန်းလေးတစ်ချက်လောက်ဆက်ပေးပါလားသူဆင်းလာပြီးကျမနဲ့တွေ့ပေးဖို့ပြောပေးပါကျမတကယ်မလိမ်ပါဘူးဒီမှာကြည့်ပါဒါကျမတို့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေပါချက်တင်ပြောထားတာတွေလည်းကျမစီမှာရှိပါတယ်ဒါတကယ်ပဲကျမတို့တထေးရဲ့ရောက်ဖလောင်းဖြစ်နေတာပဲမင်းကလေး Liu Jai ကမင်းရဲ့ရီးစားဆိုတာတေချာလားသူဒီပုံဟို group မှာအလုပ်လုပ်နေတာရောမင်းတေချာလို့လားတေချာတာထက်ကိုပိုပါတယ်ကျမဒီမှာသူ့ကိုစောင့်နေတာရက်အတော်ကြာနေပြီသူ့စီဖုန်းဆက် message ပို့လဲသူကကျမကိုလုံးဝပြန်မဖြေလို့ပါကောင်းပြီမင်းဒီမှာခဏစောင့်နေဘာတွေဖြစ်နေတာလဲဆိုတာသိရအောင်ငါသူ့စီဖုန်းဆက်မေးကြည့်လိုက်မယ် Hello အကိုအေး Liu Jai မင်းအခုပဲမှလဲကျွန်တော်လားအကိုညီမကိုကော်ဖီတောက်ဖို့တွားခေါ်မလို့ပြင်နေတာလေဘာဖြစ်လို့လဲခင်ဗျမင်းအခုချက်ချင်းရုံးခန်းကိုလာခဲ့ငါမင်းကိုမေးစရာရှိတယ်ဟုတ်ကဲ့အခုပဲလာခဲ့ပါမယ်တကယ်ပါပဲဒီလိုအားလက်ရဲ့ကြီးမာတောင်ကုမ္ပဏီကိုခေါ်နေရသေးတယ်မင်းကလေးမင်းကြည့်လိုက်ဒီမှာကကုမ္ပဏီဝင်ပေါက်ဆိုတော့လူအသွားလာများနေတယ်စကားပြောရတာတိတ်အဆင်မပြေဘူးမင်းကနောက်ကနေရုံးခန်းထဲကိုလိုက်ခဲ့ဒီကိစ္စကိုငါတေချာစုံစမ်းပေးပါမယ်ဟုတ်ကဲ့မင်းကလေးမလောပါနဲ့ဦးငါသူ့စီဖုန်းဆက်ထားပြီးပြီဒီနေ့ဒီကိစ္စကိုငါအမှန်တိုင်းသိရအောင်လုပ်ပေးမယ်သူထေးအဖြစ်ပြက်ကဒီလိုပါကျမနဲ့ Liu Jai ကငငယ်ကလေးကရွာတူတူပဲငယ်တငယ်ချင်းတွေပေါ့အတူတူကြီးပြင်းလာပြီးတက်ကတူလဲတစ်ခုလဲတက်ခဲ့ကြတယ်ဒါပေမဲ့သူ့အိမ်ကမချမ်းသာတော့သူ့မိဘတွေကကြောင်းဆက်မထားနိုင်တော့ဘူးအဲ့ဒါနဲ့ကျမကပဲကိုပညာရေးကိုဆွတ်လွတ်ပြီးသူ့ကိုကြောင်းပြီးအောင်ထောက်ပံ့ပေးခဲ့တာဒီ9နှစ်အတွင်းမှာကျမစပွဲထိုးလုပ်တယ်အစားအသောက်တွေပို့တယ်ပင်မနဲ့အလုံးမှန်သမျှအကုန်လုပ်ခဲ့တာပါလာတိုင်းလဲသူ့စီကိုစရိတ်9000ပို့ပေးခဲ့တယ်သူကြောင်းပြီးလို့မြို့ကြီးမှာအလုပ်ရတော့ကျမကိုလစ်လူရှူလာတာအခုကကျမအဖေနေမကောင်းဖြစ်လို့ဆေးဖို့လိုနေတာနဲ့သူ့စီဖုန်းဆက်ပြီးပတ်စံ9000လောက်လွှဲပေးဖို့တောင်းခဲ့တယ်ဒါပေမဲ့သူကမရှိဘူးလို့ပြောပြီးကျမကိုအကြံတစ်ခုပေးတယ်သူ့အတွက်စီမံကိန်းတစ်ခုရေးပေးရင်စုကြီး9000ရမယ်ဆိုလို့ကျမလည်းအပင်ပန်းခံရေးပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီစီမံကိန်းကိုသူ့လက်ထဲအပ်လိုက်ပြီးကြတဲ့ကသူ့ကိုလုံးဝဆက်သွယ်လို့မရတော့ဘူးဖုန်းဆက်ရင်လည်းမကင်တော့တယ်လို့လူကိုလည်းရှာမတွေ့တော့တာမင်းကလေးမင်းကတက္ကသိုလ်မှမတက်ခဲ့တာဒီလိုစီမံကိန်းမျိုးကိုဘယ်လိုရေးနိုင်တာလဲသူထေးကျမတက္ကသိုလ်ပုံမှန်မတက်ခဲ့ရပေမဲ့ဒီငါနှလုံးအလုတ်စင်းတိုင်းကိုပါကိုလေ့လာခဲ့တာပါအဲ့ဒီလိုလားဒါဆိုမင်းခဲ့တဲ့စီမံကိန်းကဘာလဲဆိုတာငါ့ကိုပြောပြလို့ရမလားဟိုအတိညာဏ်တူတုံးအပူပေးဆက်စီမံကိန်းပါမင်းအဲ့ဒီစီမံကိန်းကမင်းရေးတာလို့ပြောလိုက်တာလားဒါဆိုLiu Jaiကစုကြီးဘယ်လောက်ရမယ်လို့ပြောလဲ